ဟုတ်ပါပြီခုဖောင်းအလုတ်သမားတိတ်ဆုံးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့သူတွေကိုကျွန်မအသေးစိတ်ပြောပြပေးပါမယ်နော်အဲ့ဒါဘယ်လိုဖြစ်တာလဲဆိုတော့17လပိုင်းမှာဒီဂျေဂျူးတို့မှာဖြစ်တာပေါ့နော်17လပိုင်းမှာဒီအသက်34နှစ်အရွယ်ရှိတဲ့အမျိုးသားကအိမ်ထောင်ရှိတယ်သူ့မှာသားသမီး2ယောက်ရှိတယ်ပေါ့နော်ပထမလေးကကြတော့10နှစ်အရွယ်သူကအုံနောက်အော်ဒဇင်နဲ့ဖြစ်ရှိတယ်ပေါ့နော်ယောဂရှိတယ်ဒုတိယကလေးကကြတော့အသက်6နှစ်ပဲရှိသေးတယ်အဲ့ဒါသူတို့အဖေပေါ့နော်သူအဲ့ဒီအခုတေဆုံးသွားတဲ့ဒီအမျိုးသားကဒီခုဖောင်းမှာဒီပစ္စည်းတည်ယူပို့ဆောင်ရေးအလုပ်လုပ်တာပေါ့နော်အဲ့လိုအလုပ်လုပ်ရာကနေပြီးမှဒီအမျိုးသားရဲ့အဖေကဒီရုတ်တရက်တေဆုံးသွားတယ်ဆိုတဲ့သတင်းကြားပြီးမှသူ့အဖေသွားတကြိုဖို့သူကဒီခွင့်တောင်းပြီးမှသွားခဲ့တယ်သွားခဲ့တော့ဒီပုံမှန်ဆိုလို့ရှိရင်ခိုးရီးယားမှာဒီကုမ္ပဏီတိုင်းမှာပေါ့နော်များတော့အဖြစ်ဆွေမျိုးသားချင်းစုံတယ်ဆိုလို့ရှိရင်အနည်းဆုံး3ရက်ကတော့ခွင့်ပေးလေးရှိတယ်ဒါပေမဲ့ခုဖောင်းမှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ပစ္စည်းတွေကလည်းအများများတယ်ဒီဝယ်ယူကြတဲ့ဒီအထူးသဖြင့် Rocket Fresh အသုံးပြုကြရလို့အများများတဲ့ချိန်ကြတော့ဒီခုဖောင်းကအများနဲ့အလုံများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တရက်ပင်သားရသေးတယ်ဒီခုဖောင်းဘက်ကနေပြီးမှမနေ့ဖြန်ချက်ချင်းအလုတ်ဆင်းနိုင်မလားဆိုတော့ message ဝင်လာတယ်အဲ့တော့သူကလည်းစာဝတ်နေရေးအတွက်လုပ်ရတာပေါ့နော်နောက်မနေ့ချက်ချင်းအလုတ်ဆင်းပါမယ်ဆိုပြီးမှအလုတ်မနေ့အာယုံမှာအလုတ်ဆင်းသွားတာအဲ့လိုမျိုးမနဲ့အာယုံဥမာကားနဲ့ပစ္စည်းတည်ယူပို့ဆောင်ရေးလုပ်နေတဲ့အချိန်မှာပဲဒီကားမတော်ဆဆဖြစ်ပြီးမှတေဆုံးသွားတာပေါ့နော်အဲ့လိုမျိုးတေဆုံးသွားတဲ့ဟာကိုဒီခုဖောင်းဘက်ကနေပြီးမှသူတို့ကဒီသူတို့ရဲ့တာဝန်မဟုတ်ပေါ့နော်သူတို့စီမှာတာဝန်မရှိဘူးဒါကကိုယ့်ရဲ့ပိုးဆမှုကြောင့်ဖြစ်တယ်ဆိုပြီးမှလုံးဝတာဝန်ယူခဲ့ခြင်းမရှိဘူးကျမမနေ့ကတင်ထားခဲ့တဲ့ဗီဒီယိုမှာပြောနေတဲ့ဒီ main clip ကကြတော့အခုတေဆုံးသူအမျိုးသားရဲ့အမအရင်ဖြစ်တယ်ပေါ့နော်သူပြောတာကြတော့ဗာလဲဆိုတော့သူ့မောင်လေးတေဆုံးတာဒီခုဖောင်းအလုတ်သမားတေဆုံးတာတော့တောင်မှပေါ့နော်ခုဖောင်းဘက်ကနေပြီးမှတစုံတယောက်မှရောက်ရှိလာခြင်းမရှိဘူးပြီးလို့ရှိရင်တောင်းပန်တဲ့စကားတစ်ခုမှပြောခဲ့တာလည်းမရှိဘူးပြီးလို့ရှိရင်ရော်ကြေးပေါ့နော်ရော်ကြေးအနေနဲ့ပြောဖို့နေနေတာပေါ့နော်တောင်းပန်စကားတစ်ခုတော့မှမပြောဘဲနဲ့သူတို့ရဲ့တာဝန်မဟုတ်ပါဘူးသူတို့မှဘာမှတာဝန်မရှိပါဘူးဆိုပြီးမှအဲ့လိုညင်းခဲ့တယ်လို့ပြောတယ်ပေါ့နော်ခိုးရီးယားမှာဆိုလို့ရှိရင်ကုမ္ပဏီမှာပေါ့နော်ကုမ္ပဏီကြီးတွေဆိုလို့ရှိရင်ပိုဆိုးတယ်ပေါ့နော်သူတို့ရဲ့အလုပ်သားသူတို့ရဲ့ဝန်ထမ်းတူတေဆုံးသွားပြီဆိုလို့ရှိရင်သူတို့ရော်ကြေးအနေနဲ့အဲ့လိုမျိုးသူတို့မိသားစုကြံရှိခဲ့တဲ့မိသားစုကြံရှိနေတဲ့မိသားစုတွေကိုထောက်ပံ့တာတို့ရော်ကြေးပေးတာတို့ဆိုတာရှိရတယ်ပေါ့နော်ဒါပေမဲ့ခုဖောင်းဘက်ကနေပြီးမှအဲ့လိုမျိုးမရှိလာတဲ့ချိန်ကျတော့ဒီသူတို့ရဲ့မိသားစုဝင်ကနေပြီးမှပေါ့နော်ရော်ကြေးပေးဖို့တောင်းဆိုနေတာပေါ့နော်အဲ့ဒီခုဖောင်းဘက်ကနေပြီးမှအစအကြတော့ဒီရင်မောင်းသူရဲ့ပိုးဆမှုကြောင့်ဖြစ်တယ်ဒီအရက်မူးပြီးမှပေါ့နော်အရက်မူးမှရင်မောင်းလို့ဖြစ်တယ်ဆိုပြီးမှပြောပြီးမယ်လေအခုဒီအမျိုးသမီးကလုံးဝလက်မလျှော့ဘဲနဲ့ဒီတရားရုံးထိတက်လာတဲ့ချိန်ကြမှာပဲတောင်းပန်ပါတယ်ဆိုပြီးမှပြောလာတာပေါ့နော်အခုဒီခုဖောင်းကကြတော့သူ့ရဲ့မူရင်းကကြတော့ခိုးရီးယားကနေပြီးမှစတင်ဖြစ်ပေါ်လာတာဖြစ်ပေမဲ့အခုဆိုရင်သူ့ရဲ့ဒီဘယ်လိုပြောဘိုဟိုပေါ့နော်ခုဖောင်းရဲ့ဘိုဟိုကကြတော့အခုပြပါလဲဆိုအမေရိကန်မှာပေါ့နော်ကျွန်မတင်ထားတဲ့ဒီဗီဒီယိုမှာပါလာတဲ့ဒီနိုင်ငံသားကကြတော့အခုလက်ရှိဒီအမေရိကရဲ့ဒီကိုယ်စားလှယ်ဒီခုဖောင်းရဲ့ကိုယ်စားလှယ်ဖြစ်တယ်ပေါ့နော်အခုလက်တော်ကိုယ်စားလှယ်ဖြစ်နေတာပေါ့အဲ့ဒီမှာခုနဆက်ပြောရမယ်ဆိုအဲ့ဒီ main ကလေးကသူ့ကိုရော်ကြေးပေးဖို့အခုသူ့ရဲ့မိသားစုအရန်ခက်ခဲနေပါတယ်စာဝတ်နေရန်ခက်ခဲနေပါတယ်ရော်ကြေးပေးဖို့တောင်းဆိုနေချိန်မှာအဲ့ဒီနိုင်ငံသားကနေပြီးမှပေါ့နော်ကျွန်တော်တို့ဒီအထက်လူကြီးရင်လည်းဆွေးနွေးနေပါတယ်ဆိုမှပြောတယ်တောင်းပန်ပါတယ်အနူးညွန့်တောင်းပန်ပါတယ်အဲ့ဒါကိုပဲထပ်တလဲလဲပြောနေတာပေါ့နော်ဒါပေမဲ့အဲ့ဒီ main ကလေးလိုချင်တာကြတော့သူတို့ကိုဒီရော်ကြေးပေးမှလားမပေးဘူးလားပေါ့နော်အဲ့ဒါကိုလိုချင်တာပေါ့နော်ဒါပေမဲ့အဆုံးထိအဲ့ဒီနိုင်ငံသားကလည်းကျွန်တော်တို့အခုဆွေးနွေးနေပါတယ်နဲ့ပဲပြီးသွားတာပေါ့နော်အမှုအကျဉ်းကတော့ဒီလောက်ပဲပေါ့နော်နောက်မှလည်းဒီခုဖောင်းအလုတ်သမားတွေရဲ့ပစ္စည်းတည်ယူပို့ဆောင်ရေးလုပ်နေတဲ့အလုတ်သမားတွေရဲ့ဘဝအခက်အခဲတွေကိုကျွန်မပြောပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးစောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။